မင်္ဂလာပါကျွန်တော်ကိုစီတူပါဗောနော်ကျွန်တော်ဒီရက်9ရက်6ရက်2025 4နာရီခွဲဗောနော်မနေ့ကတော့ကျွန်တော်တို့ဒီမှာဗောနော်ကျွန်တော်မနေ့ကတင်ထားပြီးတဲ့အတိုင်းကျွန်တော်တို့ဒီမှာခွန်6ခွန်အရန်နဲ့အောင်တယ်ဗောနော်စိုက်ကဒီမှာကျွန်တော်မနေ့ကရှင်းပြထားပြီးတော့ဗောနော်မင်းကတော့ကျွန်တော်2-6ပြတာပါဝါချင်းထွက်တော့တာဗောနော်ထွက်တာ6ခွန်ထွက်တယ်ကျွန်တော်အရန်ခွန်းနဲ့အောင်ခဲ့တယ်ဗောနော်ဟို၄ခွက်ပေးတာညနေပိုင်းကကျွန်တော်ထိပ်စီး3လုံးပြပေးမယ်ဗောနော်ဒါထောက်လျှောက်ပေးလာတဲ့ထိပ်စီးဗောနော်ဒီကနေဒီဘက်မှာဗောနော်ထောက်လျှောက်ပေးလာတဲ့ကျွန်တော်10ရက်17ရက်မြောက်ပေါ့နော်17ရက်မြောက်ကျွန်တော်တို့ဒီနေ့တစီ3လုံးရှိတယ်ပြီးကျွန်တော်တို့ main ထိပ်ရွေးပေးမယ်အရန်ကနန်းထိပ်စီတစ်လုံးထပ်ရွေးပေးမယ်ပေါ့နော်ဒါဆိုခင်ဗျားတို့ကြိုက်တဲ့ထိပ်စီကိုရွေးပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါမှဟိုချစ်နိုင်တော့ကျွန်တော်ဒီ3လုံးဆွဲတာကောင်းတယ်3လုံးဆွဲပြီးကျွန်တော်ပြောချင်တာကဟိုဇေဘိုကစားမဲ့လူတွေအတွက်ပေါ့နော်3လုံးဆွဲမယ်ပြီးတော့ကျွန်တော်တို့ main ထိပ်စီကိုကျွန်တော်တင်းပြီးတော့ထိုးမယ်ပေါ့နော်ဒါဆိုရင်အဆင်ပြေမယ်ဟုတ်ပြီကျွန်တော်ထိပ်စီးလိုင်းပြမယ်ရိုးရှင်းလေးပဲတူပေးနေတာပေါ့နော်ရိုးရှင်းလေးပဲတူပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီမနေ့ထွက်တဲ့ခဏရေးလိုက်မယ်62ခွန်အဲ့ဒါဟုတ်ပြီကျွန်တော်ဒီကနေစမှတော့ကျွန်တော်ဒီကနေပဲရေးပေးလိုက်တာပေါ့နော်ကျွန်တော်စီမှာလည်းsite calendar တွေမကူးရရလို့ကျွန်တော်ဒီတိုင်းပဲပြပေးနောက်ကြကျွန်တော် calendar တွေနဲ့ site ဇာတ်တွေပါကျွန်တော်ဝဲပြီးတော့ကျွန်တော်ပြပေးမယ်ပေါ့နော်ဒါဆိုဟုတ်ပြီကျွန်တော်ညနေပိုင်းသွားမယ်ညနေပိုင်း4နိုင်ခွဲအတွက်ဆော့ဆော့လေးသွားလိုက်မယ်ပေါ့နော်ရှင်းလေးပဲပြီးသွားတာပေါ့နော်ဒါခင်ဗျားတို့တတိမထားမိတဲ့ထိပ်စီးလေးပေါ့နော်ဒါလေးကိုကျွန်တော်ကတွေးလို့မလို့ကျွန်တော်ပြပေးတာပါဟုတ်ပြီကျွန်တော်ဒီမနက်ပိုင်းထွက်ကဏ္ဍကိုကျွန်တော်1နဲ့ပေါင်းပါဒီမနက်ပိုင်းထွက်ကဏ္ဍကိုမနက်ပိုင်းထွက်ကဏ္ဍကို1နဲ့ပဲပေါင်းထားပါပေါ့နော်ဒါကို1နဲ့ပေါင်းချင်းပါပါနှစ်ခတ် break ပေါ့နော်ဒါဆိုဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ10တိရှိတိခွန်ပေါ့ဒီညနေပိုင်းကဏ္ဍကျွန်တော်မသုံးဒီ3လုံးကိုကျွန်တော်မသုံးဒီထိပ်စီးတွေပဲကျွန်တော်သုံးပါဒီတစ်ကိုကျွန်တော်1နဲ့ပြန်ပေါင်းပါတစ်ကို1နဲ့ပေါင်းတော့ကျွန်တော်တို့2လို့ရတယ်2ပါဝါခွန်2နှစ်ခတ်လေး2ခွန်လေးထိပ်ဒီတစ်ကိုကျွန်တော်1နဲ့ပေါင်းတာပေါ့နော်ပြောချင်တာဒီထိပ်စီးကိုကျွန်တော်1နဲ့ပဲပေါင်းတော့မှာတစ်ကို1နဲ့ပေါင်းတော့2ပါဝါခွန်2နှစ်ခတ်2ခွန်လေးထိပ်ကျွန်တော်နောက်တစ်ရက်မှာ2ခွန်လေးထိပ်စီးဘာထွက်တော့ကျွန်တော်ဒီမှာ4ထိပ်ထွက်တယ်ခွန်ထိပ်ဒါဆို4ခွန်ထိပ်စီးနှလုံးထွက်တယ်ဗောမနေ့ညအောင်တယ်ဗောဗျာနော်အဲ့ဟုတ်ပြီကျွန်တော်ဒီမှာထပ်သွားမယ်4ကို1နဲ့ပေါင်းမယ်4ကို1နဲ့ပေါင်းတော့9ပါတော့ည9နှစ်ခန့်တော့9တော့ညတုံးထိပ်စီးပေါ့ဒါဆိုဟုတ်ပြီကျွန်တော်9တော့ညတုံးထိပ်စီးနောက်ရပါထိတုံးဆိုကျွန်တော်ဒီမှာ3ညထိပ်ထိတယ်ပေါ့နော်ဒါဆို3ညထိပ်မှန်တယ်ဟုတ်ပြီကျွန်တော်3ညကို1နဲ့ပေါင်းမှာ3ညကို1နဲ့ပေါင်းတော့1ပါဝါ6 1နှစ်ခက်ရှိ168ထိပ်စီးဒါဆိုဟုတ်ပြီကျွန်တော်နောက်တစ်ရက်မှာ168ထိပ်ကြီးထွက်လာကြည့်မယ်ဟုတ်ပြီကျွန်တော်1ထိပ်ထွက်တယ်ဒီမှာ1ထိပ်အဲ့ဒါဟုတ်ပြီကျွန်တော်မှန်တယ်ပေါ့နော်ကျွန်တော်ဒီဆက်သွားမယ်ဒီ1ကိုကျွန်တော်1နဲ့ပေါင်းမယ်1ဆိုတော့နှစ်ပါဝါခွန်နှစ်နှစ်ခက်လေးနှစ်ခွန်လေးထိပ်စီကျွန်တော်တို့တင်ဒီကုံပေါ့မနေ့မလာရင်ညမနေ့မလာတော့ညနေပိုင်းကျွန်တော်နှစ်ထိပ်လို့ထွက်တယ်ဒီမှာဆက်ပြီးတယ်ဗျာနှစ်ထိပ်ဒါဆိုဟုတ်ပြီကျွန်တော်နောက်တစ်ပွဲဆက်သွားမယ်1ကို1နဲ့ပေါင်းမယ်1ဆိုတော့နှစ်ပါဝါခွန်နှစ်နှစ်ခက်လေးနှစ်ခွန်လေးထိပ်စီကျွန်တော်မနေ့မလာတော့ညနေ4ထိပ်လို့ပေးတယ်ဆက်ပြီးတယ်ဗျာဟုတ်ပြီကျွန်တော်ဆက်သွားမယ်3ညကို1နဲ့ပေါင်းတော့1ပါဝါ6 1နှစ်ခက်ရှိ168ထိပ်စီကကျွန်တော်ညနေပိုင်းပါမနေ့မလာတော့ညနေပိုင်းမှာ1ထိပ်စီလို့ပေးတယ်မှန်တယ်ဆက်သွားမယ်ကျွန်တော်2ကို1နဲ့ပေါင်းတော့3ပါဝါရှိ3နှစ်ခန့်5 385ထိပ်စီးကမလန့်မလိုင်းညနေဆိုကျွန်တော်မနက်ကောပြီးတယ်ညနေရောပြထား3ရှိကိုထိပ်စီးမှန်တာပေါ့နော်ဟုတ်ပြီကျွန်တော်ဆက်သွားမယ်3ကို1နဲ့ပေါင်းတော့4ပါဝါ9 4နှစ်ခန့်2 4 9နှစ်ထိပ်စီးမနက်မလာတော့ညနေ2ထိပ်လို့ဝင်တယ်ဒီမှာ2ထိပ်3ညကို1နဲ့ပေါင်းတော့1ပါဝါ6 1နှစ်ခန့်ရှိ168ထိပ်စီးမနက်မလာတော့ညနေ8ထိပ်8ကို1နဲ့ပေါင်းမယ်8နှလုံးပေါင်းချင်း9ပါဝါ4 9နှစ်ခန့်6 9 4 6ထိပ်စီးမနက်မလာတော့ညနေ4ထိပ်ကျွန်တော်ဒီမှာဆက်ပေါင်းမယ်4ကို1နဲ့ပေါင်းတော့9ပါဝါ3ည9နှစ်ခန့်တော့9တုံညာတုံထိပ်စီးမလည်းမလာတော့ညနေဒီညနေ9တုံညာတုံထိပ်စီးရှိတယ်ပေါ့နော်ဒါကြိုက်တယ်ဆိုရင်ကစားပေါ့နော်တစီ3လုံးရှိရ9တုံညာတုံထိပ်စီးပေါ့ဒီမနေ့ပိုင်းထွက်ကဏ္ဍကို1နဲ့ပဲပေါင်းလိုက်တာပေါင်းလို့ရတဲ့ကဏ္ဍကိုပါဝါတဲ့ပါဝါနှစ်ခတ်ချင်းပြီးယူရပေါ့နော်9တုံညာတုံထိပ်စီးဟုတ်ပြီကျွန်တော်ညနေပိုင်းက9တုံညာတုံထိပ်စီးလို့ရတယ်ပေါ့နော်ကျွန်တော်အဓိက main ထိပ်ကိုယူမယ်ဆိုရင်ကျွန်တော်တို့က9-3ထိပ်စီးက main 3ညအရန်ထိပ်စီးက3ညပေါ့နော်ဒါကြိုက်တဲ့ခဏနဲ့ကတ်ဆော်လို့ရကျွန်တော်တို့ထိပ်စီးပဲပြပေးတာပေါ့နော်ကြိုက်တယ်ဆိုရင်ကစားပါထိပ်စီး3လုံးရှိတယ်ပေါ့နော်ထိပ်စီး3လုံးရှိရကြိုက်တယ်ဆိုရင်ကစားပါမနက်ပိုင်းထွက်ကဏ္ဍကို1နဲ့ပေါင်းလို့ရတဲ့ကဏ္ဍကိုထဲပါပါနှစ်ခတ်ပြန်ယူပြီးတော့ထိပ်စီးပြန်ဝင်တာပေါ့နော်ဒါမနေ့မလာညတနေ့ကုန်ထိပ်စီးမနေ့မလာတော့ညနေပိုင်းပေါ့နော်9တုံညာတုံထိပ်စီးကျွန်တော်ကတော့ main ကိုကျွန်တော်9-3ထိပ်စီးယူတယ်အယောင်3ညပေါ့နော်ဟုတ်ကဲ့ပါကံကောင်းကြပါစေကိုလက်ပါနော်